Okay bro cheers cheers ပါ signature bro ရဲ့ဟို favorite date okay ဒီနေ့ကျွန်တော်အထူးအပ်သက်တယောက်ဖိတ်ခေါ်ထားပါတယ် bro နာမည်လေးမိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကရီလို့ခေါ်ပါတယ်ကိုကြီးပါဟောပါတယ်စမွေမှာနေပါတယ်ဘယ်မှာလုပ်နေ bro ကျွန်တော် Russian sector မှာလုပ်နေပါတယ်okay okay ကဲဆိုကျွန်တော်ဘာပြောပါလဲဒီနေ့ Negroni က bro ရဲ့ favorite date okay တားခဲ့ပါbro နှစ်ခွက်ဖြော်လိုက်ရအောင်တရားတစ်ခွက်ပေါ့ကျွန်တော်ဖြော်နေဘယ်သူမှစိတ်ဝင်စားတော့ဘူးအဲ့တော့အဲ့လိုမျိုးဘော်လာနဲ့ဖြော်ရင်လူရောက်ဖို့ယူစိတ်ဝင်စားတယ်လीဘောင်မကုန်တော့မယ်တလုံးရလာလောက်လားနီဂိုနီကလေဟိုဟာဆန်းလာဖို့ရှိရသေးလား ratio ကဘယ်တော့မှမပြောင်းဘူးသူစပြီးတော့လာတဲ့အဲ့ဒီသူရဲ့ original version กว่าအဲ့လိုမျိုး1:1 ratio အမေမာတီနီဆိုရင်ပြောင်းရနော်မာတီနီ ratio တွေအများကြီးပြောင်းနေပြီလား okay ကိုကြီးဒီ brother ကနှစ်ခွက်စာပြောနေတာဖြစ်ပါတယ်ကျွန်တော်တယောက်တစ်ခွက်တောက်ပါမယ်wow okay garnish က orange ကျွန်တော်မရှိပါဘူးဘာမှဖြစ်ပါဘူးရပါတယ် okay bro cheers cheers ပါ thank you for your Negroni nice